Hi guys မင်္ဂလာပါ bro တို့ရေဒီပထမကျွန်တော်တည်လိုက်တဲ့ YouTube မှာတည်လိုက်တဲ့ပို့မှာလေကျွန်တော်က9ရက်လို့ပြောခဲ့တဲ့အချိန်မှာကျွန်တော်3ရက်တည်းနဲ့ကျွန်တော်ရှော့ရတယ်ဒီမှာဘောတဲ့မှာဆော့မှာဗျာဘောတဲ့မှာကျွန်တော်ဘယ်နှစ်ရက်လောက်ကြာမလဲရက်တရာပဲပြည့်မလားအမဟုတ်2ရက်တည်းနဲ့ပဲကျွန်တော်ရှော့မလဲတော့နည်းနည်းရှည်နေမှာဆိုလို့ကျွန်တော်ဖြတ်လိုက်မယ်နော်ဦးနည်းပင်လေမဟုတ်ဘူးမီးရောက်ဒီညတော့ဂူတန်းမှာမိုင်းတူးရင်းနဲ့အချိန်ကုန်စိုးခိုင်းလိုက်ပါမယ်ကဲ bro တို့ရေဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာနောက်လာမယ့်ဗီဒီယိုမှာတက်တွေ့ကြမှာဗျနော် Okay